င်္ဂလာပါဒါကျွန်တော်ဒီနေ့ပေါ့နော်နန်းလန်ကလုံငန်းရှင်တူဝယ်အားပေးသွားတာပေါ့နော်ကျွန်တော်ဒီကောင်ကတော့အမြင့်9ပေထိရမယ်ပေါ့နော်ကျွန်တော်တို့ဝင်းအနေနဲ့ကတော့မော်တာကတော့1600ဝက်ဖြစ်ပါတယ်ရန်ပေါ့နော်1000 kg တင်ထားတယ်ပေါ့နော်ကျွန်တော်ဒါတော့လေးလုံးနိုင်တာတော့900 kg ပဲပေါ့နော်လူချင်းတို့ဒီလို fork လေးတွေလိုရရင်ကိုထောင်းကလို့အရှိနေပါတယ်ဒီနေ့ဝယ်အားပေးသွားတဲ့နန်းလန်အပေါ်စီလည်းအထူးကျေးဇူးတင်ပါတယ် fork လေးမျိုးလိုအပ်ပါကကျွန်တော်ကိုထောင်းကလို့မှာ chicken ရင်းနှီးသက်သက်မင်းမြန်ဝယ်အားပေးနိုင်မှာဖြစ်ပါတယ်ကိုယ်နဲ့တင်ပြပါဦးကျွန်တော်လည်းဆန်းပြမယ်နော်ဟောဒီကျွန်တော်ဆန်းပြရတယ်နော်နန်းနန်းပေါ်ပြီးတော့ကျွန်တော်ဒီအမြင့်ဆုံးဒီမြောက်မယ်ဆိုရင်တော့9ပေရှိတော့ရရပေါ့နော်9ပေအမြင့်ဆုံးမြောက်လို့ရlimit စစ်လည်းပါတယ်နော်ကျွန်တော်ဒီမှာ limit စစ်ဖြတ်သွားအောင်ဖြတ်သွားပြီ okay ချမယ်လူကြီးမင်းတို့လောကကျွန်တော်ကိုထောင်းကလေးမှာ chicken ရင်းနှီးသက်သက်မင်းမြန်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာဝယ်သွားတဲ့ပေါ်လဲစီးပွားရေးတက်မကတိုးတက်အောင်မြင်ပါစေဗျာ